Okay အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်ဆွေးနွေးချင်တာလေးပေါ့နော်ကျွန်တော်တို့သူတို့ပြင်မြန်မာတွေအတွက်ပေါ့နော်ဆိုတော့အခုထိုင်းမှာကတော့ဘန်ကောက်မှာတော့မနေ့ကညကကျွန်တော်တငယ်ချင်းအတိပေါ့နော်ညီကိုတယောက်ကျွန်တော်တငယ်ချင်းစီကိုပြေးသွားလာပြီးတော့လာပြောတယ်ပေါ့နော်ဒီ World ID ဖွင့်နေဆိုလို့ရှိရင်ပတ်စံရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ Google ဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ်ရှာကြည့်လို့ရတယ် WORLD World ပြီးရင် ID ပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းလေးကိုရိုက်ရှာကြည့်လို့ရတယ်ပေါ့နော် vlog တွေတချို့လူတွေတင်ထားတာလည်းရှိတယ်ပေါ့နော်ဆိုတော့မနေ့ကအဲ့ဒီညီကိုတယောက်ကကျွန်တော်တငယ်ချင်းကိုပြေးသွားလာပြောတဲ့အခါမှာကျွန်တော်တငယ်ချင်းကလည်းကျွန်တော်ဖုန်းဆက်ပြီးတော့လမ်းခေါ်တယ်ပေါ့နော်ဒါကြီးဒီမှာဒီလိုဒီအကြောင်းပဲဆိုတော့ okay ကျွန်တော်လည်းသွားနားထောင်တယ်သွားနားထောင်တော့အဲ့ဒီလာပြောတဲ့ညီကိုကကျတော့သူကဒီဟာနဲ့ပတ်သက်ပြီးတော့ကကနာနာမသိတဲ့လူတော့မဟုတ်ဘူးပေါ့နော်သူလည်းပွင့်လင်းဝန်ခံတယ်ကျွန်တော်ကတော့ကကနာနာမသိဘူးအကိုတဲ့တော့အကိုတို့အနေနဲ့ဒါတင်ကလေးလိုဖတ်နိုင်တယ်နားထောင်နိုင်တယ်ဆိုလို့ရှိရင်တော့ဒီအကြောင်းလေးတွေကိုကိုတို့နားထောင်ပြီးစိတ်ချယုံကြည်ရမှလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့အဲ့ဒီ World ID ဖွင့်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ batch share ရလာတယ်ပေါ့နော်ဆိုတော့လူတယောက်ကို ID တစ်ခုဖွင့်နေဆိုလို့ရှိရင်လောလောဆယ်ဘန်ကောက်မှာ batch share ပေးတယ်ပေါ့နော်ဆိုတော့အစားတော့ရှိတယ်ပေါ့ဗျာတချို့နေရာတွေမှာ800ချို့နေရာမှာ600ချို့နေရာမှာ1000အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့maximum 1500အထိရတယ်လဲကြားတယ်ဟုတ်မဟုတ်တော့တေချာမသိဘူးပေါ့နော်ဆိုတော့ထားပါတော့သူလာပြောတာသူ data သမားရခဲ့တာ batch share ပေါ့နော် batch share ဆိုရင်ကျွန်တော်တို့ဒီမှာငွေ140ကျော်နေပြီပေါ့နော်အခုဘတ်နဲ့ပြန်ပြီးတော့ပြန်တွက်မယ်ဆိုရင်140ကျော်နေပြီအဲ့တော့140နဲ့မြောက်မယ်ဆိုရင်တော့မှကျွန်တော်တို့လူတယောက် ID တစ်ခုဖွင့်မယ်ဆိုရင်ကျွန်တော်တို့3သိန်းကျော်လောက်ရမယ်အနေအထားဖြစ်နေတာပေါ့ဗျာเนาะဆိုတော့အဲ့ဒီညီကိုကတော့ဒါသူကိုယ်တိုင်လည်းဖွင့်ပြီးသွားပြီသူကိုယ်တိုင်လည်း data ထဲမှာပတ်စံရတဲ့အတွက်ကြောင့်မို့လို့ကိုမြန်မာချင်းချင်းရစေချင်လို့လာပြောတယ်ဆိုတဲ့အနေအထားပေါ့เนาะဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့တွေဟုတ်လားဘယ်လိုချင်းချင်းမျိုးလဲဆိုပြီးတော့ YouTube ဖွင့်ကြည့်တယ်ပေါ့เนาะ vlog လုပ်ထားတဲ့လူတွေရှင်းပြထားတဲ့လူတွေစီကနေပြီးတော့နားထောင်ကြည့်တယ် Google မှာရှာကြည့်တယ်ပေါ့เนาะဆိုတော့ကျွန်တော်မှတ်ရကြည့်လိုက်တာမနေ့ကအဲ့ဒီ World ID အဲ့ဒီသူပြတဲ့ application ထဲမှာတောက်လျှောက်လူတွေကတော့တောက်လျှောက်တိုးနေရပါဗျာအခုဘန်ကောက်တစ်မျိုးလုံးဆိုလို့ရှိရင်အကုန်လုံးနှီးပါတောင်မှပဲလောက်ကြတယ်ပြောတယ်တချို့center တွေမှာဆိုလို့ရှိရင်ဒါတန်းစီပြီးတော့အခုဆိုမြန်ဆိုင်ကိုအခုဘန်ကောက်မှာချနေကြတယ်ပေါ့နော်ဆိုတော့လူတိုင်းတူတယောက်ချင်းစီတိုင်း batch share ဆိုလဲမနေဘူးဆိုတဲ့စိတ်နဲ့ချနေကြတယ်နဲ့တူပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်တစ်ချက်သူပြတဲ့ဒီ application တွေက run နေတဲ့ဟာလေးကိုတစ်ချက်ကြည့်တော့သူအဲ့ဒီမှာနိုင်ငံတွေပါတယ်ပေါ့နော်ဒီ eligible ဖြစ်တဲ့နိုင်ငံပေါ့နော်ဆိုတော့အဲ့နိုင်ငံတွေကိုကြည့်လိုက်တာကျွန်တော်အကုန်လုံးတော့မကြည့်မိဘူးပေါ့နော်အများသောအားဖြင့်ကျွန်တော်ကြည့်မိတာကတော့China မပါဘူးပေါ့နော် Russia တို့မြောက်ကိုရီးယားတို့အခုကျွန်တော်တို့မြန်မာနိုင်ငံလည်းမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ကြည့်မိလိုက်တာဒီအရှေ့တောင်အာရှနိုင်ငံဆိုလို့ရှိရင်ဖိလစ်ပင်းပါမယ်ပြီးရင်စင်ကာပူပါမယ်ပြီးတော့လို့ရှိရင် Thailand ပါမယ်အင်ဒိုနီးရှားပါမယ်ဒီ၄နိုင်ငံတော့တွေ့လိုက်တယ်ပေါ့ဗျာနော်ဆိုတော့မြန်မာကတော့ချင်းတည်တယ်မပါဘူးပေါ့နော်တခြားအာဆီယံနိုင်ငံတွေကတော့ကျွန်တော်မတွေ့လိုက်မိဘူးပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့အနေနဲ့ကစဉ်းစားကြည့်မိတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီသူက eye scan နဲ့တွားမှာဗျာသူကဒီမျက်လုံးကို okay ပတ်စံလိုချင်တယ်မလားမျက်လုံးကို scan လာဖတ်ဆိုတဲ့အနေအထားပေါ့နော်လူတယောက်ရဲ့ဒီ body parts တွေထဲမှာ unique ဖြစ်တဲ့အရာကမျက်လုံးလည်းပါတယ်လေနော်မျက်လုံးဒီ scan ပေါ့နော်ဆိုတော့ဒါလည်းပါတယ်ဆိုတော့အခုကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင် smart card လောက်တာတို့ဘာလို့ဆိုလဲဒီမျက်လုံးကို scan ဖတ်ပြီးတော့ပဲတွားတယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ဒီဘယ်နိုင်ငံပဲတွားအခုကျွန်တော်သတိထားမိတဲ့လောက်ဗီယက်နမ်တို့ကမ္ဘောဒီးယားကတော့မရှိဘူးပေါ့နော်ဗီယက်နမ်တွားတယ်စင်ကာပူတွားတယ်ထိုင်းတွားတယ်အင်ဒိုနီးရှားတော့မရှိဘူးပေါ့နော်ဆိုတော့တချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တနိုင်ငံဝင်တနိုင်ငံထွက်အဲ့ဒီ immigration မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုကင်မရာနဲ့ချိန်ပြီးရိုက်တာရှိတယ်ပေါ့နော်တခါတလေမျက်လုံးကိုတေချာအဲ့လိုမျိုးကြည့်ခိုင်းတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ information တွေကအဲ့ဒီမှာပါတာဟုတ်ဆိုတော့ဒီမျက်လုံး scan ဖတ်လိုက်ပြီဆိုတာနဲ့ဒီလူဒီဘယ်နိုင်ငံကိုသွားထားတယ်အချိန်ကြီးဘယ်လောက်သွားထားတယ်ဆိုတော့အနေအထားမျိုးပေါ့နော်ဒီထက်ပိုပြီးတော့တောင်မှသူတို့တီကောင်းတီနိုင်ပါလိမ့်မယ်ပေါ့နော်ကျွန်တော်တို့စဉ်းစားလို့ရတဲ့လောက်ဟာလေးနဲ့ဒါပြောပြတာပေါ့နော်ဆိုတော့ဒီ eye scan ကနောက်ပိုင်း digital era မှာဒါလူတစ်ယောက်ရဲ့ဘဝဒါအရာအလုံးဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ဒီကိုယ့်ရဲ့ဒီ information ကြီးကိုပေးပြီးတော့မြန်မာငွေ3သိန်းကျော်လောက်ကိုယူမလားမယူဘူးလားဆိုတဲ့ကိစ္စကိုဒါကျွန်တော်တို့စဉ်းစားရတဲ့အနေအထားတစ်ခုဖြစ်လာတာပေါ့ဗျာเนาะဆိုတော့ကျွန်တော်အနေနဲ့ဒါတွေးမိတာကတော့ဒီလူတယောက်ဒီသူ့ပေါ်မှာလေသမားပေါ့เนาะသူ့ဘဝတစ်လျှောက်လုံးမှာလေထုံးမဲ
ပိုင်ဆိုင်မှုတွေကိုမြေဧကတွေနွားတွေရွှေတွေပတ်စံတွေခြံခွက်တွေဒီလိုပဲပိုင်ဆိုင်မှုကိုကျွန်တော်တို့ဒီ physically ထားမယ်ဆိုလို့ရှိရင်တော့ပြောမှဆို physically ထားမယ်ပြီးရင်ကျွန်တော်တို့banking သုံးပြုမှုနည်းမယ်ပေါ့နော်ဖုန်းတွေဘာတွေ account တွေဘာတွေဘာမှတိတ်သုံးခြင်းဘာညာမရှိဘူးအဲ့လိုမျိုး low profile နဲ့နေတဲ့လူတယောက်အတွက်ကတော့ဒါကျွန်တော်အမြင်ပေါ့နော်ပေးလိုက်ရတာတိတ်ကိစ္စမရှိဘူးပေါ့နော်တချို့ businessman တွေเนาะဆိုတော့ bank account ထဲမှာတိန်းထောင်ချီထည့်ထားမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ KB wave pay သုံးမယ်เนาะဆိုတော့အခုကျွန်တော်တို့ဆိုလို့ရှိရင်ဒါဒီခီးသွားတိုင်းသိပါတယ်เนาะဆိုတော့ကျွန်တော်တို့နိုင်ငံတကာခီးထွက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကcash နဲ့ငွေသားနဲ့သုံးရတဲ့အနေအထားရှိတယ်လို့ကျွန်တော်တို့တစ်ခါတလေပတ်စံယူရတာတတ်တာအောင်Visa Mastercard တွေနဲ့ brand နာမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ပြီးတော့လို့ရှိရင်တနိုင်ငံဝင်တနိုင်ငံထွက်သွားရဆိုလို့ရှိရင်ကိုယ့်ရဲ့ eye scan နဲ့သွားနေရတဲ့လူတွေပေါ့နော်ဆိုတော့ဒီလိုအခြေအနေမျိုးဖြစ်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ခံစားမိတာမသိလျော်ဘူးလို့တော့ထင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဗျာအခုကျွန်တော်တို့ 7-Eleven သွားမယ်မုံဝယ်မယ်ကျွန်တော်တို့ဒီ visa card နဲ့ပေးချေမယ်ပေါ့နော် okay ကျွန်တော်တို့ shopping center တွေသွားမယ် visa card နဲ့ပေးချေမယ်ကျွန်တော်တို့10ချိန် visa card နဲ့ပတ်စံပေးချေလို့ကျွန်တော်တို့မတကပြန်ပြီးစစ်မိမှ9ချိန်6ချိန်လောက်ပဲဖြစ်မယ်လीเนาะဆိုတော့အချိန်တိုင်းတော့ဘယ်သူကဝင်စစ်နိုင်မလဲเนาะဆိုတော့ဟိုဖြတ်သွားတာမှန်ရဲ့လားဘာညာဆိုတာစသုံးချင်းလူပဲစစ်မှာပေါ့နောက်ပိုင်းလူတွေသုံးနေကြလူတွေကတော်ယုံတာတွေကိုခေါင်းကိုက်ခံပြီးတော့ပြန်စစ်လေးစစ်ထားရှိမယ်လို့တော့မထင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းတိတ်ပြီးတော့မစစ်မိဘူးပေါ့လीเนาะဆိုတော့အဲ့တော့ဒီလိုနေထားမျိုးမှာ okay ဟိုကျွန်တော်တို့ပေးလိုက်တဲ့ ID ပေါ့နော်ကျွန်တော်တို့ရဲ့ information ပေးလိုက်မိတဲ့အတွက်ကြောင့်မို့လို့ဖြစ်လာနိုင်ခြေရှိတာဥပမာထားပါတော့ဟိုမနေ့ကဆိုလို့ရှိရင်အဲ့ဒီ application ထဲမှာကြည်တာတန်းနဲ့ချီတယ်ဗျာဒီလားလူတွေတန်းနဲ့ချီပြီးတော့ဝင်လုံနေကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီapplication run တဲ့ company နေနဲ့ကလူတယောက်စီကတစ်နေ့ကိုမြန်မာငွေတစ်ချက်လောက် banking တွေကပဲဖြတ်အောင်ဗျာဒီလားတရက်ကိုရတဲ့ငွေပမာဏနည်းတာမှမဟုတ်တာသိရလားဆိုတော့ကျွန်တော်တို့အနေနဲ့လည်း okay တခါတလေမှာကိုပတ်စံတွေကနေပြီးတော့ဖြတ်သွားတဲ့အခါမှာတကြက်မပြောနဲ့ဗျာ90 100လောက်ဆိုရင်တော့မှပဲကျွန်တော်တို့ကတိတ်ခေါင်းနဲ့ထည့်တဲ့အနေအထားမဟုတ်ဘူးလေ banking သုံးတဲ့လူတွေအတွက်ကသိရတာဒါ service ကြောင့်မို့လို့ဖြတ်တာနဲ့တူတယ်ဘဏ်ကဖြတ်မှမသိservice ကဖြတ်မှမသိပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးတွေနဲ့90 100လောက်ဆိုရင်တော့ဒီခေတ်မြန်မာငွေ90 100လောက်နဲ့တော့ပြောမနေပါဘူးဆိုတဲ့အနေအထားမျိုးတွေရှိကောင်းရှိမယ်ပေါ့နော်ဆိုတော့90 100မပြောနဲ့လူတယောက်ကိုတစ်ချက်ပဲဖြတ်အောင်ပြသိရလားဆိုတော့တနေ့ကိုရတဲ့ပတ်စံမနှဲဘူးလေနော်ဆိုတော့သူတို့ပြောမှဆိုလို့ရှိရင်အလွဲသုံးစားလုပ်မယ်ဆိုရင်ပြောပါတယ်နော်ဘာလို့အလွဲသုံးစားလုံးလိမ့်မယ်လုံးနိုင်တယ်ဆိုတဲ့အခြေအနေကိုတွေးမိလဲဆိုတော့ဗျာဒီဟာကိုပေးတဲ့အခါမှာကျွန်တော်တို့ရဲ့ဒီ eye scan ဒီ eye scan လုပ်ထားတဲ့အရာကိုဘယ်နေရာမှာပဲသုံးပါမယ်ဆိုတဲ့ commitment ကပေးထားတာမရှိဘူးလေနော်ဆိုတော့သူတို့ဘယ်နေရာမှာပဲသုံးပါမယ်ဆိုတာမရှိဘူးသူတို့ဘယ်နေရာမှာသုံးမယ်ဆိုကျွန်တော်လည်းမသိနိုင်ဘူးနော်ဆိုတော့အဲ့တော့ဟိုအရာအားလုံးမှာသူတို့ misuse လုပ်နိုင်တယ်ဗျာနော်အခုကျွန်တော်တို့ကြားဖြတ်အောင်မှာပဲဗျာဒီခေတ်မှာဟိုကျွန်တော်တို့ရဲ့ profile ပေါ့နော် information ဒီ eye scanner မဟုတ်ဘူးကျွန်တော်တို့ရဲ့ပုံလေးကိုအသုံးပြုပြီးတော့ Viber တွေ WhatsApp တွေเนาะဒီကျွန်တော်တို့ Messenger တွေမှာပတ်စံလိမ်လဲတာတွေချီးတာတွေအများကြီးဖြစ်တယ်ဗျာเนาะဆိုတော့ကျွန်တော်တို့ဒါပုံပဲရှိသေးတာပေါ့နော်ဒီ eye scan ဆိုလို့ရှိရင်ဒီတက်ပို့ပြီးတော့ဟိုပြောမှဆိုမစဉ်းစားလို့မရနိုင်တဲ့အနေအထားที่အများကြီးလုပ်လို့ရတဲ့အခြေအနေမျိုးရှိတယ်ပေါ့ဗျာเนาะဟိုမှာလူမှုရေးစီးပွားရေးပညာရေးနိုင်ငံရေးကမ္ဘာရေးအများကြီးဒီຢာတွေမှာဒီလူတွေရဲ့လူတူတယောက်ချင်းစီတိုင်းရဲ့ unique ဖြစ်တဲ့ information ကိုအသုံးချပြီးတော့အများကြီးလုပ်လို့ရတဲ့အနေအထားမျိုးပေါ့เนาะအဲ့တော့ကျွန်တော်အနေနဲ့ခံစားမိတာကတော့ကျွန်တော်တို့ဒါသည်ပြောမယ်ဆိုလို့ရှိရင်ဟိုစဉ်းစားတင်တယ်ပေါ့ဗျာเนาะလုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒါဒီစဉ်းစားတင်တယ်တချို့ကြတော့တွေးလိုက်မယ်ဗျာเนาะမိုးပြူအများပါဒီမှာလူတန်းနဲ့ချီပြီးတော့တန်းပေါင်းများစွာလုံနေတာမိုးပြူအများကိုတယောက်တည်းဖြစ်မှာမဟုတ်တာဆိုတော့အနေအထားမျိုးတွေးပြီးတော့ငွေသိန်းနဲ့လဲမယ်ဆိုလို့ရှိရင်တော့ဒါကတော့ကိုယ့်ရဲ့ choice ပေါ့เนาะဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒါဒီဟာဒီကိုယ့်ရဲ့လုံခြုံရေးကိုတန်ဖိုးထားတဲ့နယ်လို့မြင်တယ်ပေါ့เนาะဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီဟာနဲ့ပတ်သက်ပြီးတော့နိုးလို့ပဲဖြေရမှာပေါ့လေเนาะဆိုတော့အဲ့ဒီညီကိုကျွန်တော်တစ်ချက်သူ့ကိုဆွေးနွေးပြတော့ကျွန်တော်သိတဲ့လောက်လေးပေါ့เนาะဆိုတော့ကျွန်တော်တို့တာမန်လူတယောက်တွေးတဲ့အတွေးလေးတောင်မှပဲဒီလိုလုပ်လို့ရတယ်ဆိုတာသိတယ်ဆိုတော့ဒီ business ကြီးကို run တဲ့လူကပိုသိမှာပေါ့เนาะဆိုတော့ထောင်မြင်လို့ရာဆော့နာပေါ့ဗျာเนาะဆိုတော့ပြောမယ်ဆို businessman ကလူတယောက်ကိုဟိုခမားရဲ့ဒီဟိုပြောမှဆို unique ဖြစ်တဲ့အရာကိုကျုပ်ကိုတသိန်းနဲ့ရောင်းဆိုတဲ့အနေအထားမျိုးမှာလူတယောက်ရဲ့ unique ဖြစ်တဲ့အရာဒီဟိုဘက်မှာ
တက်သိန်းထက်ပိုပြီးတော့ရလို့တာသူတို့ပေးဝယ်ခြင်းဖြစ်တယ်ပေါ့ဗျာเนาะဆိုတော့ဘယ်သူမှဘယ် businessman မှအလဲအသက်ကြီးပတ်စံထိုင်ပေးနေမှာတော့မဟုတ်ဘူးလေเนาะဒါကတော့လူတိုင်းသိပြီးသားပါအဲ့တော့ကို data information ကိုငွေသိန်းနဲ့တန်ဖိုးဖြတ်ပြီးရောင်းမလားမရောင်းဘူးလားပေါ့เนาะဆိုတော့ဒါဒီကျွန်တော်တို့ဒါစဉ်းစားစရာဖြစ်တယ်ပေါ့ဗျာเนาะလောလောဆယ်တော့မြန်မာကိုတော့မလာသေးဘူးအခုထိုင်းမှာတော့ဒါဝက်ကွဲလုံနေကြတယ်ပေါ့เนาะ land တွေထဲမှာ shopping center တွေထဲမှာเนาะဆိုတော့လူတွေတန်းစီပြီးတော့လုံနေကြတယ်ပေါ့เนาะဆိုတော့အဲ့တော့okay ဒီဟာလေးတစ်ချက်လာပြီးတော့ဆွေးနွေးတာပါအဲ့တော့မနေ့ကတော့အဲ့ဒီမြန်မာညီကိုတယောက်ကိုတော့ဒါ appreciate ဖြစ်တာပြောမလို့ကိုမြန်မာချင်းချင်းသူကတော့ပတ်စံရပါစေဆိုပြီးတော့အပြေးလွှားနဲ့လာပြောရှာတယ်ပေါ့နော်သူရဲ့သူ့အမျိုးသမီးရေဆိုလို့ရှိရင်လုပ်ပြီးသွားပြီးပတ်စံလည်းရသွားပြီးကိုတို့လည်းရအောင်လို့လာပြောပေးတာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ဆောင်းနာပြောသလိုမျိုးလေးတစ်ချက်ဆွေးနွေးလိုက်တဲ့အခါမှာသူလည်းသူ့ကိုယ်သူနည်းနည်းလေးစိုးရိမ်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်လုံးမိတာမှားသွားပြီလားမသိဘူးဆိုတော့သူတွေးလေးလေးဝင်သွားပုံရတယ်ပေါ့နော်ဆိုတော့အဲ့တော့မလုတ်ကသေးတဲ့ကျွန်တော်တို့မြန်မာအမျိုးတွေအတွက်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်လာပြီးတော့ဆွေးနွေးတာပါအဲ့တော့ကျွန်တော်ဆွေးနွေးတဲ့အရာတွေထဲမှာကျွန်တော်စိုးရိမ်စိတ်ကြောင့်စဉ်းစားတဲ့အချက်တွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါဒီမှန်လားမှားလားဆိုတာဒါ comment မှာဝင်ပြီးတော့ရေးပေးနိုင်ပါတယ်ဆွေးနွေးနိုင်ပါတယ်ဗျဟုတ်ကဲ့ပါကျေးဇူးပါ thank you ပါ